မြတ်စွာဘုရားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုပါအဲ့ဒီအကြောင်းအရာလေးကိုယဟန်ဖြစ်ခါစားတုန်းကစာပေထဲမှာဖတ်ရှုလေ့လာဘူးတာပါဖတ်ရှုမှတ်သားမှုကလေးကအဲ့ဒီအကြောင်းအရာလေးကိုအင်မတန်နှစ်သက်တယ်အဲ့ဒီအကြောင်းအရာလေးကြောင့်ကိုပဲဘုရားကိုပို့ပြီးတော့ကြည်ညိုတယ်အတုလည်းယူမိပါတယ်အဲ့ဒါပါလဲဆိုတော့မြတ်စွာဘုရားတက်ကတရားဓမ္မတွေစုံကြတဲ့အခါမှာဒီလိုက်ယူကြတယ်မြတ်စွာဘုရားကဒီလိုက်ယူဖို့ရာလိုက်ဆိုတတ်အောင်ရှေ့ကနေစူပေးလိုက်တယ်စူပြီးတဲ့အခါတပည့်တွေတရားဓမ္မတွေကနောက်ကနေလိုက်ဆိုကြတယ်အဲ့ဒီလိုတရားဓမ္မတွေလိုက်ဆိုတော့မှမြတ်စွာဘုရားကတခြားဘာကိုမှအာရုံမပြုပဲသမာဘဝင်စားပြီးနေလေးရှိတယ်တဲ့အဲ့ဒီတော့ရှိကမြတ်စွာဘုရားကတပိုက်ဆိုပေးတော့မှနောက်ကတရားဓမ္မတွေလိုက်ဆိုနေတဲ့အချိန်လေးဟာဘယ်လောက်များကြာမလဲတိတ်ကြာမှာမဟုတ်ပါဘူးနော်စက္ကန့်အနည်းငယ်လောက်ပဲရှိမယ်ဒါပေမဲ့အဲ့ဒီစက္ကန့်အနည်းငယ်လောက်ကိုပဲမြတ်စွာဘုရားကစိတ်ကိုတခြားအာယုံမှာမထားဘဲနဲ့တမဘအာယုံနဲ့ပဲနေလေးရှိတယ်ဆိုတော့ဒါလေးဟာအင်မတန်ကြီးညိုစရာအတူယူစရာကောင်းပါတယ်အခုတော့မြတ်စွာဘုရားမရှိတော့လည်းပဲဆရာတော်တွေသံဃာတော်တွေကဒီလိုဒါရေးနာရေးလူရေးတန်းရေးစသဖြင့်ကိစ္စရှိတဲ့အခါမှာဒီလစောက်တည်ဖို့ရာဒီလပေးလိရှိတယ်ဒီလယူတဲ့အခါရှေ့ကဆရာတော်တွေစုပေးတုံးမှလည်းပဲအာယုံဆိုင်ပြီးတော့တတိလေးကပ်ပြီးတော့နေလိုက်ဖို့ပြီးပြီးတော့နေလိုက်ဖို့ ਨੇ ရှေ့ကစုပေးတာဆုံးသွားတဲ့အခါမှာနောက်ကလိုက်စုတုံးမှလည်းပဲတတိလေးနဲ့တတိချာချာတီးပြီးတော့ဆိုလိုက်ဖို့ကြိုးစားကြည့်စေခြင်းပါတယ်နှစ်ပေါင်းများစွာဒီလယူလာကြတာဆိုတော့ဒီလယူတဲ့အခါဆိုရတဲ့ပါဠိရဲ့အဓိပ္ပာယ်ကိုလည်းဒီလောက်တည်းရုပ်ပဲထင်ပါတယ်ဒါကြောင့်ဒီလလိုက်ဆိုတော့မှလည်းဒီလရဲ့အဓိပ္ပာယ်ကိုတီးပြီးတတိနဲ့ဆိုဖို့လိုက်မဆိုပဲတေးသေးစစ်စစ်လေးနဲ့နားထောင်နေတော့မှလည်းတတိလေးနဲ့နားထောင်ဖို့အရေးကြီးပါတယ်တတိလေးတည်ချာချာကပ်ပြီးတော့စိတ်ကတခြားအယုံတွေဟိုเจ้าဒီเจ้าတွေမတွေးပဲနဲ့ဒီလာယူလိုက်ရတော့လို့ရတာပို့ပြီးတော့လေးလေးနဲ့ရှိတယ်စိတ်ထဲမှာပို့ပြီးတော့လေးနဲ့တယ်စိတ်ထဲမှာပို့ပြီးတော့ကျဉ်းနှံ့မှုရှိတယ်ဒီလိုလုပ်ဖို့တတိပေးထားတာလဲမဟာတတိပဋ္ဌာန်းသုတ်ထမှာပါတယ်နော်ဘာတိတေတမ္ပဇာနာကာရီဟောတိတုံနှီးပါဝေတမ္ပဇာနာကာရီဟောတိစကားပြောတော့မှလည်းတတိနဲ့ပြောပါစိတ်နေတော့မှလည်းတတိနဲ့နေပါတဲ့ဘယ်အချိန်ခါမှဖြစ်ဖြစ်တတိလေးကပ်ပြီးနေဖို့ရအမြဲတမ်းအရေးကြီးပါတယ်ဒီချက်ကိုပဲတဖြည်းဖြည်းနဲ့တိတ်ပဲပို့ပြီးတော့ရှင်းအောင်သဘောပေါက်အောင်ပြောချင်တယ်ပို့ပြီးတော့လေးလေးနက်နက်သဘောထားနဲ့နာယူမှတ်သားစေချင်တယ်ဉာဏ်မပါဘဲနဲ့ပြုတဲ့ကုသိုလ်ကိုဉာဏဝိပယုတ်ကုသိုလ်လို့ခေါ်တယ်ဉာဏ်နဲ့မရှင်တဲ့ကုသိုလ်ဟာအင်မတန်အကျိုးပေးအားနည်းတယ်ကုသိုလ်ဆိုတာစိတ်ရဲ့အစွမ်းတတ္တိကိုခေါ်တာတတိမပါဉာဏ်မပါလို့ရှိရင်စိတ်မှာအစွမ်းတတ္တိနည်းနေတယ်စိတ်အားထက်သန်မှုနည်းနေတယ်တတိပါဉာဏ်ပါလို့ရှိရင်ဉာဏတံပြုတ်ကုသိုလ်လို့ခေါ်တယ်ဉာဏ်နဲ့ရှင်တဲ့ကုသိုလ်လို့အဓိပ္ပာယ်ပေါက်တယ်ဉာဏ်နဲ့ရှင်တဲ့ကုသိုလ်ဟာအကျိုးပေးအားကြီးတယ်တတိပါတဲ့အတွက်ကြောင့်ဉာဏ်ပါတဲ့အတွက်ကြောင့်စိတ်ကပူပြီးတော့အားရှိတယ်အားကောင်းတယ်တတိမပါဘဲနဲ့ဉာဏ်မပါနိုင်ဘူးသင်္ကြန်အဘိဓမ္မာလိလာဘူးတဲ့လူဆိုရင်ပူပြီးတော့နားလည်မှာပါစိတ်စိတ်ရှင်းပုံကိုလိလာကြည့်တဲ့အခါမှာတတိမပါတဲ့စိတ်ဟာပညာရှင်တာမတွေ့ရဘူးတတိပါမှပညာပါလာတယ်အဲ့ဒီတော့ပြောရတာချင်းတူတူပို့ပြီးတော့ထက်သန်တဲ့အားကောင်းတဲ့အားကြီးတဲ့ကုသိုလ်စိတ်ဖြစ်ဖို့ဆိုရင်တတိလေးပါထည့်ပြီးတော့သိပြီးတော့ပြုလိုက်ပါဒီလယူတဲ့အခါမှာဒီလရဲ့အ내အဓိပ္ပာယ်ကိုလည်းသိတယ်ဆိုရင်စိတ်စေတနာလည်းအင်မတန်ထက်သန်တယ်ကိုဘာလုပ်နေလဲဘာကြောင့်လုပ်နေလဲဆိုတာသိတယ်တစ်ချိန်တည်းမှာဒီလိုပြောနေတာဆိုနေတာလုပ်နေတာကိုပါတတိကထားလို့ရှိရင်
အဲ့ဒီအချိန်မှာတတိပဋ္ဌာန်တရားကိုပွားပြီးသားဖြစ်နေမယ်ဒီလိုအလေးကျင့်ကိုလုပ်မယ်ဆိုရင်ရနိုင်ပါတယ်မခက်ပါဘူးစောစောတုန်းကပြောခဲ့တဲ့အကြောင်းအရာလေးကိုပဲတရားတော်မှတွေပို့ပြီးတော့လေးလေးနဲ့ခံယူအောင်စဉ်းစားအောင်ထပ်ပြီးပြောပြခြင်းသေးတယ်မြတ်စွာဘုရားကတရားတော်မှတွေတီလာယူတဲ့အခါရှိကဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိလို့ဆိုပြလိုက်တယ်ဆိုပါတော့ဒီတဏှာကုံ၃ပါးကိုဆိုလိုက်ရတာအချိန်အားဖြင့်ဘယ်လောက်ကြာမယ်ထင်တယ်လဲခမန်းကြည့်စမ်းပါ5 စက္ကန့်လောက်ပဲရှိမယ်အဲဒီလိုမြတ်စွာဘုရားကရှေ့ကတဏှာကုံ၃ပါးကိုဆိုပေးပြီးတော့နောက်ကတရားဓမ္မတွေလိုက်ဆိုနေတော့မှမြတ်စွာဘုရားကသမာဘဝင်စားပြီးတော့နေလိုက်တယ်ဒီ5 စက္ကန့်လောက်အချိန်လေးလက်ဖြစ်နဲ့တွက်မယ်ဆိုရင်5 6ချက်လောက်ပဲရှိမယ်ဒီလောက်အချိန်လေးကိုအလကားဖြစ်မသွားစေဘူးတန်ဖိုးရှိနေလိုက်တယ်ဒုက္ခနည်းအောင်ချမ်းသာအောင်နေလိုက်တယ်အဲ့ဒါကိုကအင်မတန်ကြီးညိုစရာလည်းကောင်းတယ်အင်မတန်အတွေ့ယူစရာလည်းကောင်းတယ်ဒါမှအဖြစ်ကြည့်မယ်ဆိုရင်တစ်စက္ကန့်ဆိုတာအချိန်အဖြစ်ဘယ်လောက်မှမကြာဘူးလက်ဖြစ်တစ်ဖြစ်လောက်ပဲကြာတယ်လက်ဖြစ်တစ်ဖြစ်အတွင်းမှာစိတ်ပေါင်းဘယ်လောက်ဖြစ်တယ်လို့မှတ်သားဘူးလဲလက်ဖြစ်တစ်ဖြစ်အတွင်းမှာစိတ်ပေါင်းတတိသိန်းလောက်ဖြစ်တယ်တဲ့တော်တော်ကြီးပဲများတာနော်အော်စရာကောင်းတော့အောင်များလုံးပါလေအခုခေတ်ပေါ်နေတဲ့ကွန်ပျူတာတွေတောင်မှတစ်စက္ကန့်အတွင်းမှာကွန်ပျူတာတစ်ခုကကွန်ပျူတာတစ်ခုကိုအချက်လက်သားနဲ့ချီပြီးကူးပြောင်းပေးနိုင်တယ်တဲ့ကွန်ပျူတာထက်စိတ်ကအစပေါင်းများစွာများပါတယ်တစ်စက္ကန့်အတွင်းမှာလက်ဖြစ်တစ်ဖြစ်အတွင်းမှာစိတ်ပေါင်းကတိ3 သိန်းလောက်ဖြစ်နိုင်ပါတယ်အဲ့ဒီအချိန်အတွင်းမှာကုသိုလ်စိတ်ဖြစ်လိုက်ရရင်ကုသိုလ်စိတ်ပေါင်းဘယ်လောက်ဖြစ်မလဲကတိနဲ့ချီပြီးဖြစ်သွားပြီနော်နည်းသလားလို့မနည်းပါဘူးနော်အကယ်၍အဲ့ဒီအချိန်မှာအကုသိုလ်စိတ်ဖြစ်သွားတယ်ဆိုရင်လေဒီတိုင်းပဲနော်အဲ့တော့တမန်အဖြစ်ကြည့်မယ်ဆိုရင်အချိန်ကလေးကတစ်စက္ကန့်ပဲဒါပေမဲ့စိတ်အရေးအတွက်နဲ့ကြည့်မယ်ဆိုရင်အင်မတန်များပါတယ်ဒါကြောင့်ဒီတစ်စက္ကန့်လေးအတွင်းမှာကုသိုလ်တွေဖြစ်လိုက်လို့ရှိရင်ကုသိုလ်စိတ်ပေါင်းကတိနဲ့ချီပြီးဖြစ်လိုက်ရတဲ့အတွက်ကြောင့်တန်ဖိုးဖြတ်လို့ရမလားမရနိုင်ဘူးနော်ယူတတ်ရင်ဒီတစ်စက္ကန့်ဟာဘယ်လောက်အကျိုးများသလဲဆိုတာစဉ်းစားကြည့်နော်မယူတတ်ရင်ဒီအချိန်မှာတွေးဝေပြီးတော့နေခြင်းနေမယ်မောဟတွေအားကြီးနေခြင်းလည်းနေမယ်လောဘဖြစ်ခြင်းလည်းဖြစ်နေမယ်ဒေါသဖြစ်ခြင်းလည်းဖြစ်နေမယ်မာနမနာလုံးတို့ဓာတွေဖြစ်ခြင်းလည်းဖြစ်နေမယ်ငိုင်မီးနေရင်လည်းနေမယ်ထိုင်းမှိုင်းနေခြင်းနေမယ်ဒါတွေဖြစ်နေမယ်ဆိုရင်ဒီချိန်ဟာအလကားဖြစ်သွားတာပဲတမှုမရှိဘူးတရားဓမ္မတွေအားလုံးကိုအချင်းရဲ့တန်ဖိုးဘဝရဲ့တန်ဖိုးကိုအင်မတန်လေးလေးနက်နက်သဘောပေါက်စေခြင်းတယ်အနောက်နိုင်ငံကလူတွေပြောကြတယ် time is money တဲ့အချိန်ဒီပင်ရင်ပိုက်ဆံလို့ဆိုလိုတယ်အချိန်ရှိတော့မှအလုပ်ကိုကြိုးစားပြီးတော့လုပ်လိုက်ရင်ပိုက်ဆံရနိုင်တယ်ဒါကြောင့်အချိန်ကိုတန်ဖိုးထားကြပါလို့တနည်းအားဖြင့်ပြောလိုက်တာပါသူတို့ကတော့ရုပ်ပိုင်းကိုအားတန်တဲ့လူတွေပိုက်ဆံကိုတန်ဖိုးထားကြတဲ့လူတွေဆိုတော့ဒီလိုပြောတာပေါ့တကယ်လေးလေးနဲ့စဉ်းစားကြည့်ရင်အချိန်ဒီပင်ရင်ဘဝပဲဘဝကိုအချိန်နဲ့တိုင်းတာကြတာပါတသက်တာနှစ်ပေါင်းဘယ်လောက်နေသွားရတယ်ဆိုတာအချိန်အတိုင်းတာကိုပြောတာပဲတသက်တာပိုင်ဆိုင်သွားတဲ့အချိန်ကိုဘဝလို့ပြောတာပဲဥပမာအသက်80နေတယ်ဆိုရင်အဲ့ဒီ80လုံးလုံးကြီးကိုတစ်လုံးတည်းတစ်ခဲတည်းရသလားမရပါဘူးနော်ဘယ်လိုနည်းနဲ့ရတယ်လဲတစ်စက္ကန့်ပြီးတစ်စက္ကန့်ရတယ်လို့ပဲဆိုရမှာပဲတစ်စက္ကန့်ပြီးမှပဲတစ်စက္ကန့်ရတယ်2စက္ကန့်တော့တစ်ပြိုင်တည်းမရဘူးအချိန်ကိုဒီထက်ပိုပြီးတော့ပိုင်းနိုင်တဲ့နည်းတွေရှိပါသေးတယ်တ
ချွတ်နိုင်ရီဆိုတစ်စက္ကန့်ရဲ့အပုံတစ်ထောင်ပုံတစ်ပုံတောင်တိုင်းပေးနိုင်တယ်လို့ဆိုကြတယ်ဒီတစ်စက္ကန့်လေးကိုတန်ဖိုးထားနိုင်မှနောက်တစ်စက္ကန့်လေးကိုလည်းတန်ဖိုးထားနိုင်မှာဒီလိုစက္ကန့်တိုင်းစက္ကန့်တိုင်းတစ်ခဏတိုင်းတစ်ခဏတိုင်းကိုတန်ဖိုးထားနိုင်မှသာဘဝဟာတန်ဖိုးရှိတဲ့ဘဝဖြစ်မှာပါ Time is life အချိန်ဒီပင်ရင်ဘဝအချိန်ဒီပင်ရင်အသက်ပဲကိုယ့်ဘဝကိုတန်ဖိုးထားသလားလို့မေးရင်ဘယ်လိုများဖြေကြမလဲတန်ဖိုးမထားဘူးလို့ဖြေခြင်းတဲ့သူလဲဖြေမှာပေါ့လူမျိုးမျိုးရှိတတ်တယ်သို့တော့များသောအားဖြင့်တော့ကိုယ့်ဘဝကိုတန်ဖိုးထားတယ်လို့ပဲဖြေမှာပါပဲနော်အသက်ရှိရှိနေခြင်းသလားလို့မေးရင်ကောအသက်ရှိရှိနေခြင်းပါတယ်လို့ဖြေမှာပါပဲအသက်ဘယ်လောက်ရှိရှိနေခြင်းလဲလို့မေးရင်ရောဘယ်လိုများဖြေမလဲအသက်100လောက်ရှိခြင်းတယ်ဆိုတော့များသောအားဖြင့်ကိုယ်ပတ်ဝန်းကျင်မှာအသက်80 90 100နေရတဲ့လူတွေကိုမြင်မှုကြမှာပါ80လောက်ကမြင်မှုကိုမခဲရင်ပါဘူးအဲဒီလိုအသက်80 90 100လောက်နေသွားတဲ့သူတွေမှာသူတို့ရဲ့နောက်ဆုံးအချိန်တွေကိုဘယ်လိုနေသွားကြတယ်လဲဒီနေ့တာဘယ်လိုနေသွားကြတယ်လဲဆိုတာအကဲခတ်ကြည့်ပါဘုံဘုံသေးတဲ့ဘုန်းတော်ကြီးတစ်ပါးရှိတယ်သူ့အသက်က90ရှိပြီသူနေ့မှညမှမသိတော့ဘူးတခါတလေညနေကိုမနဲ့လို့ထင်တယ်မနဲ့မှသူ့ကိုစွန့်ကတ်တော့စွန့်ဖုံးပေးပြီးခဏမှေးသွားတယ်အိပ်ပျော်သွားတယ်ပြန်လို့တဲ့အခါသူကအဲ့ဒါကိုမိုးလင်းပြီလို့ထင်နေပြီးတော့ငါ့ကိုစွန့်ကတ်ကြအောင်တဲ့အဲ့တော့အနားမှာရှိတဲ့ဘုန်းကြီးတွေကသူ့ကိုဘာမှရှင်းမပြခြင်းတော့စတုံလူလေးဖုံးပေးပါဖြော်ရည်လေးဖုံးပေးပါဗျာဆိုပြီးကတ်လိုက်ရောကတော့အဲ့ဒါလေးစားပြီးနေလိုက်တယ်နောက်နေ့ကျတော့မနေ့ကငါစွန့်မစားလိုက်ရဘူးငါစတုံလူလေးနည်းနည်းစားပြီးတနေ့ကုန်နေရတာငါ့ကိုဘယ်သူမှစွန့်မကကြဘူးလို့ပြောတယ်တတိတွေမကောင်းတော့ဘူးနော်အဲ့တော့ဒီလောက်အသက်ကြီးတဲ့လူတွေမှာတတိချွေးနေတာကျမ်းမာရေးချွေးနေတာတွေဖြစ်လာတယ်ရှားရှားပါပါကုသကံထူးတဲ့သူနည်းနည်းလောက်တော့တတိတွေကောင်းတယ်ကျမ်းမာရေးလည်းကောင်းတယ်ဆိုတယ်တို့တော့များသောအားဖြင့်အသက်သိကြီးသွားရင်မျက်စိလည်းမကောင်းတော့ဘူးနားလည်းသိမကောင်းတော့ဘူးတတိတွေလည်းချွေးကုန်ပြီစားတော့လဲစားမယ်ဆိုပြီးတော့ဒါစားလိုက်ရတယ်5 လုံးလောက်ပဲစားနိုင်တယ်တခြားဘာမှလည်းအားကျမှန်တက်မလုပ်နိုင်တော့ဘူးဒီလိုအခါမှာနေ့တာရဲ့အချိန်တွေကိုနေလိုက်ရတဲ့ quality အရေးအသွေးကိုပြောရမယ်ဆိုရင်မြင့်မားတယ်လို့ဆိုနေသလားမဆိုနိုင်ဘူးနော်ငယ်တုန်းကအချိန်နဲ့အသက်ကြီးတဲ့အချိန်ချင်းတူတော့လေအချိန်ကိုအသုံးချတဲ့အရေးသွေးချင်းမတူတော့ဘူးဒါကြောင့်အခုလိုကြမ်းမာနေတဲ့အချိန်လုံနိုင်ကိုင်းနေတဲ့အချိန်မှာကိုယ့်အချိန်ကိုပိုးပြီးတော့ကိုတန်ဖိုးထားရမယ်အချိန်တန်ဖိုးကိုသိတဲ့တယ်အခုလိုကြမ်းမာနေတဲ့အချိန်မှာရရှိတဲ့တဏိတာအချိန်ဟာပို့ပြီးတော့တန်ဖိုးရှိတယ်အသက်ကြီးလို့အုံမင်းသွားတဲ့အချိန်မှာတတိတွေမေ့လျော့ချွတ်ချော်ပြီးနေတယ်တဏိတာနေရတော့လည်းပဲသူ့တဏိတာအချိန်ဟာဘယ်လိုကုန်သွားမှန်းတောင်မသိတော့ဘူးမောဟနဲ့နေတာများသွားပြီကိုအင်မတန်တရားထုတ်တာပေါက်ရောက်တဲ့သူတွေတတိအင်မတန်ကောင်းတဲ့သူတွေဆိုရင်တော့အဲ့ဒီလောက်အသက်ကြီးသွားလည်းပဲတတိလက်လို့ဖြစ်တာမျိုးမဖြစ်ဘူးဒါကြောင့်မိမိအခုရရှိထားတဲ့ပစ္စုပန်ချိန်ကိုအများဆုံးတန်ဖိုးထားစေခြင်းနဲ့ဒီလိုက်ယူတဲ့အခါမှာလဲနောက်ဆုံးအပိုက်မှာဒီကုန်းချုပ်အနေနဲ့အပ္ပမဒေနတံပါဒေထာလို့ထည့်လိရှိတယ်မြတ်စွာဘုရားကိုယ်တိုင်လဲဒီအပ္ပမဒေနတံပါဒေထဆိုတဲ့ဩဝါဒကိုနေ့စဉ်ပဲပြတော်မူတယ်တဲ့နောက်ဆုံးပြိဋိဘံပြုကာနီးမှာတောင်းဒီဩဝါဒကိုပဲထပ်ပြီးတော့ပြတော်မူတယ်မမိတ်မလျော့တတိနဲ့နေပါလို့ဘုရားရဲ့အဆုံးအမဟာအင်မတန်လေးနဲ့တယ်ဒီအဓိပ္ပာယ်နဲ့တူတာမပြောနဲ့
နိစ္စတာကိုတောင်မှတခြားဘယ်အယူဝါဒမှမတွေ့ရဘူးဒါကိုအရေးကြီးတယ်လို့ဘယ်သူမှမသိကြဘူးမမိတ်မလျော့တတိလေးကပ်ပြီးတော့အမြဲတမ်းနေဖို့ဆိုတာအရေးကြီးမှန်းသဘောမပေါက်ကြဘူးမြတ်စွာဘုရားသာလျှင်ဘုရားရဲ့ဉာဏ်တော်နဲ့အပ္ပမန္တရဲ့တန်ဖိုးကိုသိတာပါမမိတ်မလျော့ခြင်းရဲ့တန်ဖိုးကိုသိတာပါအဝိဇ္ဇာနဲ့မောဟတို့ရဲ့အပြစ်ကိုတည်တည်ချာချာသိတော်မူတာကြောင့်ထက်ခါမှားတော်မူတယ်အင်မတန်ကျေးဇူးကြီးပါတယ်နော်အဲ့ဒီတော့ဘုရားကိုကြီးညိုတဲ့ဆိုရင်မြတ်စွာဘုရားအလေးထားဆုံးဖြစ်တဲ့ဩဝါဒကိုအတတ်နိုင်ဆုံးကြိုးစားပြီးတော့လိုက်နာရမယ်ဒီလိုလိုက်နာမှသာလျှင်ဘုရားကိုတကယ်ပဲကြီးညိုရရောက်မယ်တာမန်လောက်ကြီးညိုတဲ့ဆိုရင်ကုသိုလ်ရဝင်လောက်ရှိမှာပေါ့ဒီလိုဩဝါဒအဆုံးအမကိုတကယ်ထိထိမိမိလိုက်နာလို့ရှိရင်တော့ကုသိုလ်ရယုံတယ်မကဘူးအင်မတန်လေးနဲ့မြင့်မြတ်တဲ့အသိဉာဏ်တွေပါရသွားနိုင်တယ်အပ္ပမဒတရားကိုကျင့်သုံးပြီးတော့ဘယ်လိုနေသွားရင်ကောင်းမလဲဆိုတာကိုကိုယ့်အကူအများကြီးစဉ်းစားသင့်တယ်ဘုရားဟောလိုက်တဲ့အပ္ပမဒေနတမ္ပါဒေထမမေ့မလျော့တတိနဲ့နေဆိုတဲ့ဩဝါဒထဲမှာဘယ်ချိန်ဆိုပြီးတော့ကန့်တတ်ပိုင်းခြားထားတဲ့သဘောမပါဘူးနော်အဲ့ဒီလိုမပါခြင်းဒီပြင်အမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ပါသွားတယ်အမြဲတမ်းဆိုတာကနည်းနည်းနိုးတဲ့အချိန်ကစပြီးနောက်အိပ်ပျော်သွားတဲ့အချိန်ထိကြားထဲမှာအချိန်ပြည့်ကိုဆိုလိုတာဒီလောက်အချိန်ပြည့်ကြီးကိုတတိကပ်ပြီးတော့အပ္ပမဒတရားနဲ့နေလို့ဖြစ်ပါမလားလို့တွေးချင်လဲတွေးကြလိမ့်မယ်ဒီလောက်ကြီးတော့တို့မတတ်နိုင်ပါဘူးလို့ထင်ရင်လဲထင်မယ်စဉ်းစားကြည့်ရင်တော့ဒိုင်လုံးပြည့်မရရင်တောင်မှတဖြည်းဖြည်းနဲ့ကြားလေပူရလေဖြစ်လာနိုင်တယ်ဒီဘုန်းကြီးကိုယ်တိုင်လဲဒီလိုဘုရားဟောတဲ့ဩဝါဒအဆုံးအမတွေကိုလေ့လာဖတ်ရှုရင်နည်းနည်းလေးကစပြီးအားထုတ်တာပါစအားထုတ်တော့ကဆို10မိနစ်ပဲတခါတရားထိုင်ရင်10မိနစ်ပဲထိုင်တယ်အဲ့ဒီတုန်းကတတိနဲ့နေတာဟာနည်းနည်းမှန်းလည်းမသိပါဘူးကြာဘူးနာဝတစွန်းတစနဲ့ပဲတရားထိုင်တယ်နောက်တော့မှတဖြည်းဖြည်းပို့ပြီးတော့လှုပ်ကြည့်ရင်းနဲ့သဘောပေါက်လာတယ်အဲ့ဒီတော့စောကတည်တော်တော်ကောင်းမှနော်လို့တွေးမိတယ်တချို့လူတွေကနေရင်ထိုင်ရင်သွားရင်လာရင်စားရင်တောက်ရင်နဲ့တရားထုတ်လို့ရမှမသိလို့မလုပ်ဖြစ်တာတချို့ကတော့တရားထုတ်ရတာတိတ်ခက်တယ်ထင်ပြီးမလုပ်ဖြစ်တာတချို့ကလည်းတရားထုတ်တယ်ဆိုတာသူ့အချိန်လေးနဲ့သူ့နေရာလေးနဲ့သူလုပ်ရတဲ့လို့ဆိုပြီးမလုပ်ဖြစ်တာတချို့ကြတော့တရားထုတ်ရမှန်းကိုမသိလို့မလုပ်ဖြစ်တာတွေရှိတယ်ဘုံငယ်တုန်းကတော့တရားထုတ်တာသူ့အချိန်နဲ့သူလုပ်ရတယ်လို့ထင်ခဲ့တယ်အမြဲတမ်းလုပ်ရတာမဟုတ်ဘူးဆိုတဲ့သဘောဖြစ်သွားပြီနော်အဲ့တော့တရားထုတ်မယ်ဆိုရင်ဂိုင်းငါတော့10မိနစ်တရားထိုင်မယ်ဆိုပြီးထိုင်တယ်10မိနစ်ပြီးသွားရင်ပြီးပြီအဲ့ဒီလောက်ပြီးသွားရင်ကိုတော်တော်လေးလှုပ်လိုက်ရပြီဆိုပြီးတမျိုးလဲကျဉ်တ်သွားတယ်ဆက်ပြီးတော့မလုပ်တော့ဘူးနောက်မှအပ္ပမဒေနတမ္ပါဒေထကိုသဘောပေါက်လာတော့တယ်နိုးတဲ့အချိန်ကစပြီးတတိနဲ့နေရမှာကိုတတိနဲ့နေတာဒီပင်လျင်တနည်းအားဖြင့်တရားထုတ်နေတာလို့အဲ့ဒီလိုသဘောပေါက်လာတယ်အဲ့ဒီလိုသဘောပေါက်လာတော့ဘာအကျိုးများသွားတယ်လဲဆိုရင်တရားထုတ်ဖို့ရအချင်းတွေအများကြီးယူတတ်လာတယ်ခုခေတ်တရားဓမ္မတွေအလုံးများကြတယ်အဲ့ဒီတော့နိုးချင်းနိုးပြီဆိုတာသိတာနဲ့ရသလောက်တတိလေးကပြီးနေလိုက်ပါအသက်ကိုပြည့်ပြည့်ဝဝလေးရှူလိုက်ပါဘာဖြစ်လို့ဒီလိုရှူခိုင်းတယ်လဲဆိုရင်ဒီလိုရှူရင်အောက်ဆီဂျင်တော်တော်များများရတယ်ဒီအောက်ဆီဂျင်ကြောင့်ပဲအုတ်နှောက်ကပိုးပြီးတော့ကြည်လင်သွားတယ်ပိုးပြီးတော့နိုးသွားတယ်တခါတည်းနှုတ်ကစားမှနည်းနည်းလေးငိုက်ချင်သေးတယ်အရှိန်မကုန်သေးဘူးထိုင်မှမှုကကြံသေးတယ်အဲ့ဒီလိုအားရပါရအသက်ရှူလိုက်ခြင်းအပြင်ထိုင်မှမှုပျောက်သွားတယ်စမ်းကြည့်ပါအားရပါရ10ချိန်15ချိန်လောက်အသက်ရှူကြည့်ပါကြီးကြီးလင်းလင်းဖြစ်သွားတယ်နိုးသွားတယ်
အဲ့ဒီလိုလုံးရင်းနဲ့အဲ့ရထဲမှာပဲအိနေရင်ဆက်ပြီးတော့ရသလောက်တတိကပ်ပြီးတော့နေလိုက်ပါချက်ချင်းမထနဲ့ဦးဒါဘုရားဟောတဲ့မှာအထောက်ထားရှိတယ်ဇာဂရိတေတံပစာနာကာရီဟောဒီတဲ့နိုးတဲ့ချိန်မှာနိုးချင်းတတိလေးညာလေးနဲ့သိနေပါခန္ဓာမှာဖြစ်နေတဲ့တစ်ခုခုကိုသိနေပါစိတ်မှာဖြစ်တာကိုလည်းပဲဖြစ်နေမှန်းသိနေပါဒီလိုသိနေတာဟာ9မိနစ်ဖြစ်ခြင်းဖြစ်မယ်10မိနစ်ဖြစ်ခြင်းဖြစ်မယ်အကယ်၍လူကြီးတွေဆိုရင်တခါတလေစောကြီးနိုးတတ်တယ်အေးဟာကအထမှလည်းနည်းနည်းလေးဝင်လေးနေတတ်တယ်အထူးသဖြင့်အခုလိုအေးတဲ့ရာသီဆိုရင်မထခြင်းဘူးမထခြင်းကိစ္စမရှိဘူးအေးရမှာအေးလျက်နဲ့ပဲတရားထုတ်ပါမိုးချင်းဒီလိုတတိကပ်ပြီးတော့မထားလိုက်ရင်စိတ်ကပြန့်လင့်နေတော့မှာပဲတခုခုတွေးနေတော့မှာပဲဟိုလိုလိုဒီလိုလိုမရေရတဲ့အတွေ့တွေတွေးနေမယ်မကြည်မလင်ထနေမမှန်ကြီးဖြစ်နေမယ်ဒီလိုဖြစ်နေတာကိုသင်္ညုထဲကပါဠိကိုယူသုံးရင်ဩဒိသလို့ခေါ်တယ်တတိပဋ္ဌာနာသုတ်ထဲကသုံးထားတဲ့ပါဠိတော်ကိုသုံးမယ်ဆိုရင်တော့ဝိခိတစိတ်လို့ခေါ်တယ်လှုပ်ဖြစ်တယ်လို့ပြန့်ကျဲနေတဲ့သဘောကိုခေါ်တယ်အဲ့ဒီစိတ်တွေဟာကုသိုလ်စိတ်တွေလို့ခေါ်မလားအကုသိုလ်စိတ်တွေလို့ခေါ်မလားအကုသိုလ်စိတ်တွေပဲတခါတည်းလဲဒီလိုပြန့်လွင့်နေတဲ့စိတ်ဟာကုသိုလ်ပဲရောက်ခြင်းလဲရောက်တတ်ပါတယ်တို့တော့ဖြစ်ခဲပါတယ်ဩဒိသဖြစ်ပြီးဆိုရင်သူနဲ့တွဲရဲ့ကုက္ကုဆဖြစ်တယ်ကုက္ကုဆဆိုတာနားလည်လွယ်အောင်ပြောရရင်ပူလောင်တဲ့စိတ်ပဲနှောင်တော့ရတဲ့သဘောဖြစ်မှဖြစ်ရလေခြင်းဆိုတဲ့သဘောပဲကိုယ်ဘဝမှာတစ်ခုခုအစင်မပြေတဲ့ကိစ္စရှိနေတယ်ဆိုတော့လို့သာပြောရတာတကယ်တော့ရှိနေတာပါပဲအဲ့ဒီအစင်မပြေတဲ့ကိစ္စဟာအရေးကြီးရင်ကြီးတယ်လို့မကြပေါ်တတ်တယ်တချို့တရားဓမ္မတွေဆိုရင်နိုးရာနဲ့ပြင်းနေတဲ့အဲ့ဒီအစင်မပြေတဲ့ကိစ္စအကောင်းတဲ့ရောက်လာတယ်စိတ်ပူလာတယ်စိတ်ဆင်းရဲလာတယ်နိုးချင်းစိတ်ဆင်းရဲတယ်လို့သူတို့ကိုယ်တိုင်ပြောတာကြားရတယ်တရေလို့ရင်တောင်ချက်ချင်းကောင်းတဲ့ရောက်လာတယ်အဲ့တော့နိုးချင်းတတိလေးကထားတဲ့လေ့ကျင့်ကိုလုပ်ထားပါအကယ်အဲ့ဒီအစင်မပြေတဲ့ကိစ္စအကောင်းတဲ့ရောက်လာရင်လည်းပဲချက်ချင်းသိလိုက်ပါသိပြီးတော့ပဲနေလိုက်ပါပြီးရင်ချက်ချင်းအသက်ရှူတာမှပဲပြန်ထားလိုက်ပါအားရပါရအသက်ရှူလိုက်ပါအဲ့တော့ဖြစ်စေခြင်းနဲ့စေနာကဘာလဲဆိုတော့ဒီနေ့တာမှာပထမဦးဆုံးနိုးကြတဲ့စိတ်ကလေးထဲမှာအပမဒေနတံပါဒေထာဆိုတဲ့ဘုရားရဲ့အဆုံးအမကိုထည့်ပြီးဒီအဆုံးအမကိုလိုက်နာကျင့်သုံးပြီးတော့တရားနှလုံးသွင်းတဲ့စိတ်ဖြစ်လာစေခြင်းလေအဲ့ဒီလိုဖြစ်ရင်မကောင်းဘူးလားအင်မတန်ကောင်းပါနော်ဒါကြောင့်အဲ့ဒီလိုတတိလေးကားပြီးတော့အချိန်ရတဲ့လောက်ကလေးနေလိုက်ပါအိယာမှာအိရဲ့နဲ့အားထုတ်ရတာငါတရားကိုမလေးစားရရောက်သွားပြီလားလို့မတွေးစေချင်ဘူးဒီလိုနေတော့မှလည်းပဲတတိနဲ့နေပါလို့မြတ်စွာဘုရားကမှားထားတယ်ဒီအချိန်မှလည်းပဲငါဟာဘုရားရဲ့ဩဝါဒအဆုံးအမကိုလိုက်နာကျင့်သုံးရမယ်ဒါကိုသဘောပေါက်စေခြင်းတယ်တချို့တရားဓမ္မတွေကအဲ့ရထဲမှာအာမထုတ်ခြင်းဘူးအေးစစ်ကြမှာဘုရားကနဲ့ကြမှာကြာနာတင်းမြင့်ခေထိုင်ပြီးတော့အားထုတ်ခြင်းတယ်အဲ့ဒီလိုလုံးမှတရားကိုလေးလေးစားစားလုပ်လိုက်ရတယ်လို့ခံစားရတယ်ဒီလိုလေးလေးစားစားလုပ်ချင်တာလည်းကောင်းပါတယ်မှန်ပါတယ်အဲ့ရနိုးတာနဲ့အဲ့ရနဲ့တတိကပ်ပြီးတော့နေပါနောက်ပြီးမှထပြီးမျက်နှာတင်မယ်သွားတိုင်မယ်ဒါတွေကိုတတိလေးနဲ့လုပ်ပါပြီးရင်ဘုရားရှင်ရှိမှဘုရားရှိခိုးမယ်ငါးပါးဒီလာယူမယ်မေတ္တာပို့မယ်ဒါတွေကိုလည်းတတိလေးကပ်ပြီးလုပ်လိုက်ပါတတိလေးကပ်ပြီးအာယုံဆိုင်ပြီးလုပ်လို့ရှိရင်ပူပြီးတော့လေးနဲ့တင်နော်လောက်ရတာချင်းတူတူဓမ္မိုးရှိရှိလေးလုပ်စီခြင်းတယ်ဒါတွေပြီးရင်ခဏလေးထိုင်ပြီးတရားထုတ်လိုက်ပါဦးဘဝမှာ quality ဆိုတဲ့အရေးအသွေးဟာအရေးကြီးဆုံးပဲလုံးသမျှကိစ္စတွေကိုအရေးအသွေးအကောင်းဆုံးဖြစ်အောင်ကြိုးစားမှဘဝတစ်ခုလုံးရဲ့ quality အရေးအသွေးဟာမြင့်မားတယ် quality ဆိုတာကိုဂရုမစိုက်ရင်လောကကြီးတစ်ခုလုံးပျက်စီးသွားနိုင်တယ်အရေးအသွေးကောင်းဖို့ quality ကောင်းဖို့ရာဘယ်အလုပ်ပဲလုပ်တတိလေးကပ်ပြီးတိချာချာလုပ်လိုက်ပါဘုရားရှိခိုးတဲ့အခါနမောတတ္တဗ
ဂဝါတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတ္တဆိုတာလေးကိုအဓိပ္ပာယ်လေးပါစိတ်ကသိပြီးတော့ဆိုသွားလိုက်ပါဒီချိန်မှာစိတ်ကဘယ်ကိုမှမရောက်ဘူးမပြန့်လွင့်ဘူးအဲ့ဒီလိုမပြန့်လွင့်ဖို့ကအရေးကြီးတယ်အဆိုးဆုံးကစိတ်ပြန့်လွင့်နေတာပဲဘုရားရှိခိုးပြီးတာနဲ့နေ့စဉ်ခဏလေးပဲဖြစ်ဖြစ်တရားထိုင်ပါဦးဘလောက်ပဲအချိန်ပေးနိုင်ပေါ့ကိုယ်အချိန်နေရပဲအလုပ်တများတဲ့လူဆိုရင်လည်းနည်းနည်းပဲပေါ့အလုပ်ပါတဲ့လူဆိုရင်တော့များပေါ့များတာဗဒနာမဟုတ်ဘူးလှုပ်ဖြစ်ဖို့အရေးကြီးတယ်ဆွဲမြဲလှုပ်ဖို့အရေးကြီးတယ်ဒါတွေပြီးသွားရင်စားရတောင်းရေးကိစ္စတွေစီစဉ်ရအောင်မယ်စားမယ်တောက်မယ်အဲ့ဒီစားနေတောက်နေတော့မှလည်းတတိလေးကိုကတ်နေသမျှကတ်ပြီးတော့လုပ်နေရမှာတတိလက်လို့မလုပ်ဖို့နော်တဏှာကတဏှာတွားရင်လေခြေလှမ်းတိုင်းကိုလှမ်းတာလေးကိုသိတယ်လှမ်းတယ်ချတယ်ထိတယ်ဒီလိုသိပြီးတော့တွားတယ်အကယ်၍ဒီလောက်အများကြီးမသိနိုင်ဘူးဆိုရင်လေခြေတလှမ်းမှတစ်ချက်လောက်တော့သိမှချလိုက်တိုင်းထိလိုက်တာလေးကိုသိမှတတိလေးကားပြီးတော့သွားဖို့ရအလေးကျင့်လို့ရင်ရပါတယ်တချို့တခါတည်းမှတွေဆိုရင်ကားစီရင်ကောင်းရင်လည်းပဲတရားထုတ်နေကြတယ်ကားစီးသွားရင်လည်းအားထုတ်လို့ရတယ်ကိုယ်တိုင်မောင်းတယ်ဆိုရင်လည်းပဲမျက်စိကလမ်းကိုကြည့်ပြီးတော့နေတယ်လက်တွေခြေတွေကသူတို့လှုပ်တင်တာတွေကိုလှုပ်သွားတယ်စိတ်ကလည်းပြန့်နှံ့မှုမရှိပဲသိနေတယ်စိတ်ကပစ္စုပ္ပန်မှာရှိနေတယ်အဲ့ဒါအရေးကြီးဆုံးပဲမီးပွင့်တွေဘာတွေရောက်တဲ့အခါယထာရပြီဆိုရင်လည်းယထာတုံးမှာအေးစီစီလေးစိတ်ကိုလျှော့ပြီးတော့တရားမှတ်နေတယ်ဒီလိုနေရင်စိတ်မှာတက်တာမှုအများကြီးရတယ်မသိလို့ရှိရင်စိတ်ထဲမှာဇောကပ်နေတယ်လောကြီးနေတယ်ဒီလိုဇောကပ်နေရင်လောနေရင်ပင်ပန်းတယ်ဒီလိုနဲ့အလုပ်ကိုရောက်သွားပြီမလုပ်เสียရှိတာလုပ်တယ်လုပ်ရင်းနဲ့ကြားမှာခဏသတိကပ်ပြီးတော့ကိုယ့်ကိုယ်ပြန်အာရုံပြုပါစိတ်ကိုပြန်ကြည့်ပါစိတ်ကဘယ်နဲ့နေလဲစိတ်ပူစရာတောကဖြစ်စရာတွေတွေးနေသလားခန္ဓာကိုယ်အခြေအနေတွေရောမနဲ့နေသလဲဇက်ညောင်းနေသလားခါးတွေညောင်းနေသလားခဏပြန်ပြီးတော့ check လုပ်ပါစစ်ဆေးကြည့်ပါဒီလိုမကြာစစ်ဆေးကြည့်တဲ့အလေးအကျင့်လုပ်လို့ရှိရင်သိလာလိမ့်မယ်လူကပေါ့လာတယ်အရင်တုန်းကထက်ပင်မတာနည်းနည်းတက်တာသွားတယ်တတိမထားလို့ရှိရင်တခါတလေပင်မမှန်တောင်ကိုယ့်ကိုမသိဘူးအင်မတန်မခံနိုင်တဲ့အခြေအနေကြမှာငါတော်ပင်မနေပြီဆိုတာသိရတယ်ဒီချိန်မှာ stress ဆိုတဲ့တင်းကျပ်မှုတိတ်များသွားပြီတတိကပြီးတော့သိနေလို့ရှိရင်ညောင်းတာကြိုက်တာပင်မတာရော့သွားတယ်ဒီနေ့ဒါလုံးဒီလိုနေပြီးမှအင်ပြန်လာတဲ့အခါမှာလည်းပဲလမ်းခီးတစ်လျှောက်လုံးတတိလေးနဲ့ပြန်လာတယ်အိမ်ရောက်တဲ့အခါမှာတခြားအရေးကြီးကိစ္စမရှိရင်ခဏဘုရားရှိခိုးပြီးတရားထိုင်ပါဒီလိုလုပ်တဲ့တပည့်တွေရှိတယ်အပြင်ကပြန်လာရင်ခဏလေးတရားထိုင်တယ်စိတ်ကိုပြန်ရှင်းလိုက်တဲ့သဘောမျိုးပဲဒီလိုဆိုစိတ်ကလေးကနည်းနည်းကြည်လင်ပြီးတော့ငြိမ်းချမ်းသွားတယ်အဲ့ဒါပြီးတော့မှတခြားလုပ်เสียရှိတာလုပ်တယ်ပြောเสียရှိတာပြောတယ်တရားထိုင်တဲ့အချိန်တတိနဲ့နေတဲ့အချိန်နဲတာများတာဗဒနာမဟုတ်ဘူးနော်ဒီအချက်ကိုခဏပြောခြင်းတယ်တချို့လူတွေကအချိန်မရဘူးလို့ပြောတယ်10မိနစ်2မိနစ်တောင်မရဘူးလား5မိနစ်လောက်ရောမရနိုင်ဘူးလားရနိုင်ပါလေနော်ယူတိုက်ရင်ရပါ